အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုကန်တက် MNDAA နဲ့ဝါတက် UWSA တို့ရဲ့နေပြည်တော်ခီးစဉ်ဟာမြမငင်းငင်းရေးအတွက်တန်တီပွိုင်းလားဆိုတာကိုသုံးသပ်တင်ပြသွားပါမယ်ရှမ်းမြောက်ဒေသနှစ်နဲ့ချီပြီးပြစ်ခတ်တန်တွေကြားနေရတဲ့နေရာဟာအခုတော့ဆွေးနွေးပွဲစပွဲဝိုင်းကိုဥတီလာနေပြီလားဆိုတဲ့မေးခွန်းတစ်ခုထွက်ပေါ်လာပါတယ်လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရကိုကန်တက် MNDAA နဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ် UWSA တို့ဟာလာမယ့်ဩဂုတ်လအတွင်းနေပြည်တော်ကမြို့သားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC နဲ့တွဲဆောင်ဆွေးနွေးဖို့ရှိတယ်လို့သတင်းဌာနတွေမှာဖော်ပြနေကြပါတယ်ဒီသတင်းနဲ့ပတ်သက်လို့တပ်ဆိုင်ရာအဖွဲ့အစည်းတွေကတရားဝင်တည်ပြုထားခြင်းမရှိသေးပေမဲ့အကယ်၍အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင်ဒါရှမ်းမြောက်ဒေသအရေးသာမကမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ပါအရေးပါတဲ့နိုင်ငံရေးအရွေးတစ်ခုဖြစ်လာနိုင်ပါတယ်ဒီနေ့မှာတော့ဘာကြောင့်ဒီဆွေးနွေးမှုကအရေးကြီးတာလဲတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍကဘယ်လိုရှိနေလဲနောက်ပြီးဒီဖြစ်စဉ်ကနေမြန်မာငြိမ်းချမ်းရေးအတွက်ဘာတွေမျှော်လင့်နိုင်တယ်ဆိုတာကိုလေ့လာကြည့်ပါမယ်တည်တုံညာနှစ်ခုဖြစ်စဉ်နဲ့အတူပြောင်းလဲလာတဲ့ရှမ်းမြောက်အခြေအနေ2023ခုနှစ်အောက်တိုဘာလတည်တုံညာနှစ်ခုဖြစ်စဉ်ဟာရှမ်းမြောက်ဒေသရဲ့အစီအရေးအခြေအနေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ် MNDAA, TNLA နဲ့ AA တို့ပါဝင်တဲ့လက်နက်ကိုင်သုံးဘွဲကမြို့များပြားကိုထိန်းချုပ်လာခဲ့ပြီးနယ်မြေအခြေအနေတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စစ်မြေပြင်ပေါ်ကတိုက်ပွဲတွေနဲ့အတူဆွေးနွေးညီနိုင်ရေးလုပ်ငန်းစဉ်တွေလည်းစတင်လာပါတယ်တရုတ်နိုင်ငံရဲ့ဂျာဝင်ညီနိုင်မှုကြောင့်ယူနန်ပြည်နယ်ကူမင်မှာရှိတဲ့ဟိုင်ဂင်ဟိုတယ်မှာအချိန်ချင်းဆွေးနွေးပွဲတွေလုပ်ခဲ့ပါတယ်ဟိုင်ဂင်သဘောတူညီချက်လို့လူသိများတဲ့ပြည်ရဲ့သဘောတူညီချက်ထွက်ပေါ်လာခဲ့ပါတယ်ရှမ်းမြောက်ဒေသဟာမြန်မာနိုင်ငံအတွက်သာမကတရုတ်နိုင်ငံအတွက်ပါနယ်စပ်လုံခြုံရေးနဲ့ကုန်သွယ်ရေးတဲ့အရေးကြီးတဲ့နယ်စပ်ဒေသတစ်ခုဖြစ်ပါတယ်ဒီအခြေအနေကြောင့်တရုတ်နိုင်ငံဟာသက်ဆိုင်ရာအဖွဲ့အစည်းတွေကြားဆွေးနွေးညီနိုင်မှုတွေဖြစ်ပေါ်လာစေဖို့ဂျာဝင်ဆောင်ရွက်ခဲ့ပါတယ်ကူမင်မြို့မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေကနေဟိုင်ဂင်သဘောတူညီချက်လို့လူသိများတဲ့ပြည်ရဲ့သဘောတူညီချက်ပေါ်ပေါက်လာခဲ့ပါတယ်ဒီဖြစ်စဉ်ကအရေးကြီးတဲ့အချက်တစ်ခုကိုပြသခဲ့ပါတယ်အဲ့ဒါကတော့မြန်မာပဋိပက္ခတွေကိုစီးရင်နီလန်တစ်ခုတည်းနဲ့ဖြေရှင်းဖို့မလုံလောက်တော့ပဲနိုင်ငံရေးဆွေးနွေးမှုနဲ့ယုံကြည်မှုတည်ဆောက်ရေးအဓိကကျလာပြီးဆိုတဲ့အချက်ဖြစ်ပါတယ်ဒီနေရာမှာတရုတ်နိုင်ငံအခမ်းကဏ္ဍကိုလည်းနားလည်ဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်မဟာဗျူဟာအရေးပါတဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တယ်လို့နယ်စပ်လုံခြုံရေးကုန်သွယ်ရေးစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဒေသတွင်းတည်ငြိမ်ရေးစတဲ့အချက်တွေဟာနှစ်နိုင်ငံလုံးအတွက်အရေးကြီးပါတယ်ဒါကြောင့်တရုတ်နိုင်ငံကမြန်မာနိုင်ငံအတွင်းငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖြစ်ပေါ်လာစေဖို့ဂျာဝင်ညီနိုင်ပြီးတဲ့အခမ်းကဏ္ဍကိုတက်တက်ကြကြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီအခမ်းကဏ္ဍကိုရှုမြင်ရမှာတစ်ဖက်မှာတရုတ်နိုင်ငံရဲ့ကိုယ်ပိုင်အကျိုးစီးပွားရှိသလိုတစ်ဖက်မှာလည်းနယ်စပ်တည်ငြိမ်ရေးနဲ့ပဋိပက္ခလျှော့ချရေးအတွက်ပြည်သူ့ဝါဆောင်တဲ့ပါဝင်မှုတစ်ခုအဖြစ်မြင်နိုင်ပါတယ် MNDAA နဲ့ UWSA တို့နေပြည်တော်လာပြီး NSPNC နဲ့တွေ့မဲ့ကိစ္စကမြန်မာငြိမ်းချမ်းရေး process အတွက်ဘာကြောင့် turning point ဖြစ်လဲ MNDAA ဟာတည်တုံညာနှစ်ခုဖြစ်စဉ်မှာအဓိကပါဝင်ခဲ့တဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်ဒါအပြင်ရှမ်းမြောက်ဒေသမှာနယ်မြေလူမှုရေးနဲ့နိုင်ငံရေးရဩဇာရှိတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ် UWSA ကတော့မြန်မာနိုင်ငံအတွင်းမှာအင်အားကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲကတစ်ခုဖြစ်ပါတယ်ဒါကြောင့် MNDAA နဲ့ UWSA တို့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာပါဝင်လာခြင်းဟာရှမ်းမြောက်ဒေသအတွက်သာမကမြန်မာနိုင်ငံတဝန်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုပုံမကျပြန့်လာစေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာခြင်းနဲ့ငြိမ်းချမ်းရေးရပြီလို့မဆိုနိုင်သေးပါဘူးရေးကြည့်တာကနိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘောတူညီချက်တွေအုပ်ချုပ်ရေးဆိုင်ရာအခမ်းကဏ္ဍတွေလုံခြုံရေးဆိုင်ရာယုံကြည်မှုတည်ဆောက်ရေးတွေနဲ့သဘောတူညီချက်တွေကိုလက်တွေ့ကောင်းတဲ့ဖော်နိုင်ခြင်းတို့ကသာငြိမ်းချမ်းရေးအတွက်အဓိကအချက်တွေဖြစ်ပါတယ်ခေတ်ဆက်ဆက်လက်နက်ကိုင်စစ်ပွဲတွေရဲ့အဆုံးမှာငြိမ်းချမ်းရေးဟာစစ်ရေးအောင်မြင်မှုတစ်ခုတည်းနဲ့မရနိုင်ဘူးဆိုတဲ့အချက်ကိုသတိပြုရမှာဖြစ်ပါတယ်စစ်မြေပြင်မှာအာသာချက်ရရှိနိုင်ပေမဲ့ရေရှည်တည်ငြိမ်မှုရဖို့အတွက်တော့နိုင်ငံရေးဆွေးနွေးခြင်းယုံကြည်မှုတည်ဆောက်ခြင်းနဲ့အားလုံးပါဝင်နိုင်တဲ့ program တွေလိုအပ်ပါတယ်လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ MNDAA, UWSA နဲ့ NSPNC တို့ကြားဖြစ်လာနိုင်တဲ့ဆွေးနွေးမှုဟာမြန်မာငြိမ်းချမ်းရေးလမ်းကြောင်းအတွက်ခွင့်လန်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီနေရာမှာငြိမ်းချမ်းရေးအတွက်အဓိကဆုံးဖြတ်ပေးမယ့်အရာကတော့ဆွေးနွေးပွဲကျင်းပနိုင်တာမဟုတ်ပဲဆွေးနွေးမှုကနေရရှိလာတဲ့သဘောတူညီချက်တွေကိုဘယ်လောက်အထိယုံကြည်စွာအကောင့်တွေဖော်နိုင်မလဲဆိုတဲ့အချက်ဖြစ်ပါတယ်ငြိမ်းချမ်းရေးဆိုတာစာချုပ်တစ်စောင်လက်မှတ်ရေးထိုးလိုက်တာနဲ့ရောက်လာတာမဟုတ်ပါဘူးယုံကြည်မှုကိုတဆင့်ချင်းတည်ဆောက်ရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ရှမ်းမြောက်ကလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA, TNLA, UWSA တို့နဲ့ဇက်တိုက်တွဲဆောင်နိုင်ရေးကြိုးပမ်းမှုတွေဟာအဲ့ဒီယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာနိုင်ပါတယ်လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေကအတည်ပြုချက်ကိုစောင့်ဆိုင်းရသေးဖြစ်ပေမဲ့မြန်မာလက်နက်ကိုင်ပဋိပက္ခတွေရဲ့ပုံစံဟာလက်ရှိမှာစစ်မြေပြင်ကနေဆွေးနွေးပွဲသပွဲဝိုင်းစီကိုတပြေးပြေးဥတီလာတဲ့လက္ခဏာတွေကိုတော့မြင်တွေ့နေရပါတယ်ဒီလမ်းကြောင်းဟာရေရှည်တည်ငြိမ်မှုစီကိုဥတီလာနိုင်မလားဆိုတာကိုတော့ရှေ့လာမယ့်ဆွေးနွေးပွဲတွေရဲ့ရလဒ်တွေကဆုံးဖြတ်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်